ကိုဆိုင်ရင်ကျွန်တော်ကတော့ပြေဦးလွင်မှာအိမ်ကောင်းကောင်းလိုချင်တယ်ဗျာဈေးမကြောက်ဘူးเนาะကျွန်တော်ချစ်ရတဲ့လူတွေကိုကျွန်တော်အကောင်းဆုံးထားနေတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ပြေဦးလွင်ရဲ့ဒါအတိကအချက်ချာနေရာတစ်ခုဖြစ်တဲ့ဒါကန်တော်ကြီးဘေးမှာရှိတဲ့ဒါအိမ်တစ်လုံးကိုကျွန်တော်ရောင်းချပေးပါဖြစ်ပါတယ်ကျွန်တော်ဒီအိမ်ကြီးကကျွန်တော် Royal Classic ကိုเนาะပြေဦးလွင်မှာလုံးဝနာမည်အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ NK Construction ကနေဒါစောက်ထားတာဖြစ်ပါတယ်ဗျညီကျက်ကကျွန်တော် P60 ပတ်လိုက်ပေါ်မှာအိမ်ကိုကျွန်တော်တို့50-52ပေစောက်ထားတယ်အိမ်ရဲ့ square feet တင်ကျွန်တော်တို့ဒါ square feet 6000နီးပါးလောက်ရှိတာဖြစ်ပါတယ်အခုကျွန်တော်တို့မြင်ရတဲ့အတိုင်းဒါ runner တွေရောအပေါ်တွေမှာဒါ parabat တွေနဲ့အလှဆင်ပြီးတော့ Royal Classic ရဲ့ခန္ဓာထည့်ဝမှုတွေကိုလုံးဝမြင်ရမယ့်အိမ်တစ်လုံးဖြစ်တယ် okay ဒါဆိုလိုက်ပြမယ်နော်ကဲဒါအိမ်ရှိကကျွန်တော်တို့အုတ်တိုင်းတွေကစပြီးဒီလိုလှလှပပကြီးပေါ့နော်အဲ့တော့ကန်တော်ကြီးနဲ့ကန်တော်လေးကြားထဲမှာဆိုတော့ဒါဝန်နာမီကရက်ွက်ဖြစ်တယ်မြေပိုင်ဆိုင်မှုခိုင်မာမှုအနေနဲ့လည်းကျွန်တော်တို့ကြံမြေမျိုးစားဖြစ်တယ်နော်ဒီကြီးကိုဖွင့်ထားတဲ့ဈေးနှုန်းက32500ဒီအိမ်ကြီးကိုမိုးထားတဲ့အမိုးကကျွန်တော်တို့အုတ်ကျွတ်တွေမိုးထားတာပေါ့နော်အဲ့တော့ထည့်ထားတဲ့ runner တွေရောထိုးထားတဲ့ကြိုးတွေပေါ့နော်ပန်းကနုတ်တွေရောလုံးဝခန်းသားထည့်ဝမှုဒါအပြည့်အဝပေးနိုင်တဲ့အိမ်တစ်လုံးဖြစ်တယ်ဗျ okay ဒါဆိုအိမ်ထဲကိုအသေးစိတ်လိုက်ပြပေးမယ်ကားပါကင် area မှာဆိုရင်ကျွန်တော်စလုံးကားဆိုရင်ဒါ2စီးရမယ်ပေါ့နော်P20 လောက်ရှိတယ်နော်အဲ့တော့ကျွန်တော်တို့ Land Cruiser လိုကားအကြီးတွေမျိုးကတော့တစ်စီးပဲရမယ်စလုံးကားဆို2စီးရမယ်နော်ဒီမှာအခုလိုမြင်တိုင်လုံးကိုခန်းခန်းနာနာတိုင်လုံးတွေမြင်ရမယ်နော်အဲ့တော့ကျွန်တော် Royal Classic မှာဒါတွေကလုံးဝစားတာအဲ့တော့ Royal Classic အိမ်တစ်လုံးကိုစောက်မယ်ဆိုရင်နော်အပြင်မှာကျွန်တော်တို့ဒါ parabat တွေပါထည့်တာဆိုရင်အပြင်ရဲ့ကျွန်တော် exterior ပေါ့နော် exterior ဘိုင်းလောက်တာနဲ့တင်ကျွန်တော်3000ဝန်းကျင်လောက်ကုန်တယ်ဗျနော်တော်တော်လေးမိုက်တယ်မတုံးထားတဲ့တကားတွေရောပေါ့နော်အဲကျွန်တော်တို့ဒါအိမ်ကိုဝင်ချင်းမှာပထမဆုံးတွေ့ရမှာလေကျုံပေါင်းသားနဲ့တကားကြီးအဲ့မှာကျွန်တော်တို့password နဲ့ပေါ့နော် smart door တော့ပါမယ်ပေါ့နော်ဒီမှာမီဇိုင်းတွေပါမယ်ပေါ့နော်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ဒါအင်းရှိဒါ decking လေးပေါ့နော်ဖနက်ချော်လေးဖြစ်မယ်ဒီမှာကတော့ဒါ landscaping area လေးဥယျာဉ် garden တိတိလေးပေါ့နော်အဲ့လိုလေးပါမယ်အိမ်မှာကတော့အဓိကတော့ကျွန်တော်တို့ဒီဘက်ချမ်းနေကြည့်မယ်ဆိုရင်သူ့ရဲ့ကျွန်တော်တို့မှာကျုံးနေတုံးထားတာပေါ့နော်ကျွန်တော်စီလင်တွေမှာလည်းကျုံးနေကတ်ထားတယ်ကျုံးပေါင်းသားတွေကတ်ထားတယ်အပေါ်က render ကြီးတွေရောနော်တော်တော်ကြီးကိုခန်းခန်းနာနာကြီးမြင်ရတဲ့အနေအထားမျိုးပေါ့နော်ပြီးရင်အခုလိုကိုယိုးကြီးတွေပေါ့နော်အုတ်တွေကိုယိုးကြီးတွေအဲ့လိုမျိုးတွေတုံးထားတာတော့အမိုက်တယ်စီးတွေက premier တွေအဲ့တော့အိမ်ထဲမှာဒီချက်ပုံမိုက်တာပေါ့နော်ကဲအိမ်ထဲကိုလိုက်ကြည့်မယ်နော်ကဲကျွန်တော်တို့ဒါအိမ်ကန်းထဲကိုဝင်လိုက်ပြီနော်အောက်မှာတော့ကျုံးပါကေဘေးမှာဒူးဝိတ်တွေကစားပြီးကျုံးနေအပြည့်ပေါ့နော်မီဇိုင်းကြီးနဲ့ဒါကတော့အိမ်ကန်းကြီးဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီအိမ်မှာကဒီအခန်းဘွဲကကျွန်တော် master bedroom ကိုလုံးဝ luxury grade master bedroom အကျယ်ကြီး3ခန်းပါတယ်နော်အောက်မှာတစ်ခန်းပါမယ်အပေါ်မှာ2ခန်းပါမယ်အဲကျွန်တော်တို့ဒီမှာဒီ central area ကြီးကိုလုံးဝအကျယ်ကြီးပဲပေါ့နော်ပြီးရင်သူ့မှာအရန်လာတာကဒီလှေကားပေါ့နော်ဒီလိုပတ်ပြီးတော့တက်သွားတဲ့လှေကားဒါ NK ရဲ့ကျွန်တော် signature လို့ပြောရမလားနော်လုံးဝ elegant ဖြစ်တဲ့ design မျိုးပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်တို့တွေ့ရတယ်ပြီးရင်ဒီလိုဒူးပိတ်တွေအပြင်ကိုအပေါ်မျက်နှာချက်တွေဘာတွေရောကျုံးကိုနော်အဲ့ဒါမျိုးအကုန်အပြည့်သုံးထားတယ်ဆိုတော့ဗျာလုံးဝဒါ premium ဆန်တဲ့ taste ကိုရတာပေါ့နော်အဲ့တော့ဒီမှာကမာရှာဘရောအကျယ်ကြီးအဲ့တော့ဒီက fully ပေါ့ကျွန်တော် finishing ဒါမပြီးသေးဘူးလိုသေးတယ်နော်ဒီမှာဆိုရင်တချို့ကလေးလောက်ဖို့ကြံနေတာမာရှာဘရောကိုပြတာပေါ့နော်အဲ့တော့မီးလိုင်းနေပါတယ်တချို့ကလေးကြံသေးတယ်ကျွန်တော်မပြီးသေးဘူးဒါအရန်ကိုပြကျင်တော့ကြီးလို့လာရိုက်တာပေါ့နော်ဒီဘက်က kitchen dining area ဆိုအကျယ်ကြီးပဲပေါ့နော်ဒီဘက်တစ်ချမ်းယူထားတယ်အဲ့တော့ furniture တွေကသူအကုန်ထည့်ပြီးမှာအဲ့တော့ furniture တွေလောလောဆယ်အကုန်လုံးဒီထဲမှာထည့်ပြီးပုံထားတယ်နော်အဲ့ဒါပြီးရင်တော့လုံးဝ share ကြီးဖြစ်သွားမှာနော်ဒီဘက်မှာကတော့ကျွန်တော်တို့ဒါ laundry room လေးsorry ဒီကောင်ရေချိုးခန်းအိမ်သာနော်အဲကျွန်တော်မာဆာဘရောကရေချိုးခန်းအိမ်သာမဟုတ်ဘူးအခုလိုပေါ့နော်ဒါဘုံရေချိုးခန်းအိမ်သာကိုတင်ဒီလိုအကြီးထုတ်ပေးထားတာပေါ့နော်ဒီမှာဆိုရှာဝါပေါ့နော်အဲ့တော့ဒီဘက်မှာမိတ်ရုံးလေးပါတယ်မိတ်ရုံးကတော့ကျွန်တော်မပြတော့ဘူးနော်ကန်ဝင်ဆန်တဲ့လှေကားကနေတက်တာပေါ့လှေကားတွေကတော့လုံးဝပုံမှန်ပဲပေါ့နော်လူကြီးတွေလည်းအဆင်ပြေတယ်အကျော်တွေရောအနင်းတွေရောအကုန်လုံးကဒါ ski အတိုင်းပဲ standard size အတိုင်းပဲပေါ့နော်ကောင်းတယ်အဲ့တော့ဒီမှာကျွန်တော်ဖျားကိုင်းတွေ့ရမှာပေါ့နော်ဖျားကိုင်းတွေ့ရမယ်ကျွန်တော်ဒီဘက်မှာပြချင်တာမီဇိုင်းပေါ့နော်လက်လုံးမှာတော့မီးမတွေ့ရသေးတော့မီဇိုင်းကအရင်မလှသေးဘူးနော်မီးထွန်းလိုက်တော့မီဇိုင်းအကြီးနဲ့အရင်လှတာပေါ့နော်ကျွန်တော်ဒါ classic အရာသားပေါ့ပြပြဝပေးဆိုင်နိုင်တဲ့အိမ်မျိုးပေါ့ဗျာကဲဒီမှာတော့ဖျားကိုင်းနော်ဖျားစဉ်ပေါ့ဖျားเจ้าတော့အကြီးကြီးထည့်လိုက်မယ်ဆိုရင်ဒါတော်တော်လေးကိုတက်ပယ်မယ်အနေထားမျိုးအဲ့တော့ကျွန်တော်တို့က runner area အပေါ်ထပ်မှာစားတာ runner area runner ကို
တော့ရှေ့တစ်ခွင်လုံးအကုန်လုံးပတ်ထားတယ်နော်ကဲမှာ runner ကိုထွက်လိုက်တာကျွန်တော်မီးဆိုင်နဲ့တွေ့ရမယ်ဒီဘက်မှာ runner အကြီးကြီးပေါ့နော်တကယ်အရှည်ကြီးထုတ်ထားတာအဲ့တော့ဒီမှာကကျွန်တော်တို့ခုံနေပါလိမ့်နဲ့ထိုင်ပြီးတော့ချီးလို့ရမယ်အနေထားမျိုးပတ်ဝန်းကျင်ကိုရှုစားလို့ရမယ်နော်ပြည်ဦးလွင်ရတာလည်းရမယ် Royal Classic ဆိုတဲ့အရသာကိုလည်းရမယ်ခန္ဓာထေဝါမှုလည်းပြပြဝဝပေးစားနိုင်မယ်နော်ဒါတော့ကန်တော်ကြီးနဲ့ကန်တော်လေးကြားပေါ့နော်လုံးဝတီနေရကောင်းတဲ့နေရာပါနော်အဲ့တော့ကျွန်တော်တို့မိသားစုတွေကို share ဆိုမှ share နော်ဒါ luxury grade တွေနဲ့ဒါထားကျင်တယ်ဆိုရင်တော့ဒီလိုအိမ်ကြီးတွေကိုကျွန်တော်တို့ကတော့ဒါသဘောကျတယ်မိုက်တယ်နော်ဒါမျိုးနဲ့ထားလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဒါကိုယ့်ရဲ့ဂုဏ်ကိုလည်းဒါမြင့်တင်ပြီးသားဖြစ်တာပေါ့ဗျာနော်ဒီလိုမျိုးဂုဏ်ကအဲ့တော့ဒီဘက်မှာကလုံးဝ luxury master bedroom အကြီးကြီးဖြစ်ပါတယ်ဗျနော်သူကနေထွက်လို့ရတဲ့ runner ဟိုထွက်တဲ့တကားလည်းပါတယ်ဗောနော်ပြီးရင်ဒီဘက်မှာကတန်မိုးကြီးပစ္စည်းတွေတုံးထားတဲ့ရေချိုးကအိမ်သာကြီးပါမယ်နော်အဲဒီမှာကောင်တာပေးစင်ပါမယ်ဘူတိုင်းဆိုရင်မထည့်ဘူးမထည့်ရတယ်ဒီမှာဂျာကူစီရင်နော်ဂျာကူစီမှာ function တွေအများကြီးပါတယ်ဂျာကူစီပေါ့ plastic တောင်မချုပ်ရသေးဘူးနော်ဒီမှာကြတော့ကျွန်တော်တို့ dressing room ဖြစ်မှာပေါ့နော်ကလေးတွေထားမယ်ဆိုလည်းရတယ်လူကြီးအနေနဲ့ dressing room အနေနဲ့သုံးမယ်ဆိုလည်းရတယ်နော်နောက်ခါကတော့ဒီဘက်ကရှိတဲ့ master bedroom အဲ့တော့ master bedroom အကျယ်ကြီး၃ခန်းထည့်ထားတယ်ဒီအိမ်မှာဒီမှာတော့အခန်းတိုင်းမှာသူ dressing room ထည့်ပေးထားတယ် store room လုပ်လို့လည်းရတယ်ဒီချူကအိမ်သားဆိုလည်းအကျယ်ကြီးတွေနော်မိုက်တယ်အဲ့တော့ကျွန်တော်လုံးဝနော်ကျွန်တော်ဒါလေးကိုမိကုံးချုပ်အနေနဲ့ဘာပြောချင်လဲဆိုရင်ကိုကဗျာနေတွေဘာတွေမှာတွားပြီးခက်ခဲပင်မနဲ့ဒါအလုပ်လုပ်နေရတယ်ပေါ့နော်အလုပ်လုပ်နေရတယ်ဆိုရင်ကိုယ့်ရဲ့သားသမီးတွေကိုပြည်ဦးတွေမှာကြောင်းကောင်းကောင်းနဲ့ထားကျင်တယ်နော်ကိုယ့်ရဲ့မိဘတွေကိုနေရာကောင်းကောင်းလုံခြုံမှုစိတ်ချမှုရှိတဲ့နေရာမှာအိမ်ကောင်းကောင်းနဲ့ထားကျင်တယ်ဆိုတဲ့သူတွေအတွက်ဒါရွေးချယ်တဲ့အိမ်တစ်လုံးလို့ပဲကျွန်တော်ပြောပြစီဗျကဲဒီနေ့ကိုစိတ်ဝင်စားတယ်ကြည့်ကျင်တယ်ဆိုရင်ကျွန်တော် dream house ဒါဟဲ့လို့လားနော်ကျွန်တော်တေချာလေးအတိအကျရှင်းပြပြီးတော့တေချာလိုက်ပြပေးပါကျေးဇူးတင်ပါတယ်ဗျ